Hello ဒါလီကတော့ Ryan မှာ3000နဲ့ရောင်းနေရေကဲတုပ်လေးဖြစ်ပါရဲ့နော်ပထမဦးဆုံးရေကဲလေးကိုပေါ့နော်ဒီလိုမျိုး 900ml ခွက်ထဲမှာဖွားလေးမှွပြီးတော့အပြည့်ထည့်လိုက်ပါရဲ့ပေါ့နော်ဒါလေးကရေကဲစစ်စစ်နဲ့ကြိတ်ထားတဲ့ထွက်လာတဲ့အမှုလေးပေါ့နော်ပြီးလို့ရှိရင်ဂျားရည်လေးနင်းငယ်တော့ထည့်ပါတယ်အချိုးတက်လေးရသွားအောင်ပြီးနှင်းအနည်းငယ်ထည့်ပါတယ်ပြီးလို့ရှိရင်တော့ admin က customer လိုချင်တဲ့အတိုင်းဈေးလေးဆက်မိပါမယ်ရှင်ဒီဝင်းနာအကျဲလေးဆိုတော့အများလေးဆက်မိဖြစ်ပါတယ်နော်ဒါလေးကတော့ဈေးလေးဆက်လိုက်ပါပြီးဆက်မိလို့ရှိရင် admin ကတော့စားပြီးတော့မှဒါလေးကို နိုးစီလေးတက်ထပ်ဆန်းနေပေါ့နော်ဆက်မိတဲ့အခါမှာကြာလို့ရှိရင်ပင်ပွားလေးထည့်တယ်ဒါပင်ပွားလေးရိတ်စိမ်ထားတာပေါ့နော်ပင်ပွားလေးရယ်ပြီးတော့ဒီဆေးကလမာလေးထည့်တယ်ပြီးရင်မင်းတို့ဒီကြောက်ကြောမဲပေါ့နော်ကြောက်ကြောမဲလေးကိုထည့်ပါတယ်ပြီးတော့တဲ့ခါမှာကျတော့ဒီမျိုးနန်းနဲ့ယူပေါ့နော်နန်းနဲ့ယူထည့်တယ်နန်းနဲ့ယူပြီးလို့ရှိရင်တီဟိုစီစပြည့်6အဲ့ဒီကောင်လေးလည်းအမြင်ထည့်ပေးပါတယ်နော်တီဟိုစီထည့်တယ်စပြည့်6ထည့်တယ်ပြီးလို့ရှိရင်ယူပေါ့ကြောက်ဖယုံယူမှာဖြူနီစိမ့်လေးကို mix လုပ်ထားတဲ့ဟာလေးကိုတကလောလောက်ထည့်လိုက်ပါရင်နော်ပြီးတဲ့ခါမှာကျတော့ rainbow jelly လေးကိုလည်းထည့်ပါဦးမင်းဒါလေးက3ရောင်ချောင်း jelly လေးကိုလည်းပေါ့နော်တစုံတော်တော်ထည့်ထားပေးရပါတော့နော်ပြီးလို့ရှိရင်customer တွေကိုရန်စားလို့ကအောင်တောင်းဆိုလာဘာပဲသိတယ်ထည့်ပေးလိုက်ပါတယ်ပြီးတဲ့အခါမှာနောက်ထပ်နည်းနည်းလေးအေးရတာလေးပို့ချိုးသွားအောင်လို့ဒီ choco rice လေးထည့်တယ်လို့မျိုး choco rice ကမရှိလည်းမထည့်လို့ရပါတယ်နော်ပြီးရင်တို့စီအနေငယ်ပြန်ဆန်းပေးလိုက်ပါတယ်ရှင့်